ဒီလူကတော့တော်တော်လေးညံကောင်းတာပဲ PVC ပိုက်လေတွေနဲ့ပဲစီလဲမလို့မီးလဲမလို့ပဲမြစ်ချောင်းတက်ကရေကိုစုပ်တင်နိုင်တဲ့ကိရိယာကိုတီထွင်ခဲ့ပါတယ်ဒီနည်းနဲ့သူယောခမရဲ့လဲရဆိုင်ခင်းရေသွင်းတဲ့အခက်အခဲကိုဖြည့်ရှင်းပေးလိုက်ပါတယ်ရေစုပ်ဆက်ဝယ်ရမယ့်ကုန်ကြစိတ်ကိုလည်းတတ်တာစေခဲ့ပါတယ်တကယ်တော့အဲ့လာတွေကအရေးမကြီးပါဘူးအရေးကြီးတာကပြုတ်လို့ရတာလဲအရန်လွယ်ကူနေလို့ပါပဲအရင်ဆုံးရေပိုက်ရောင်းချက်ဆိုင်ကိုတွားပြီးတက်စင်ဟိုအတွက်ပိုက်ဆက်ပစ္စည်းတွေဝယ်ရမှာပါဒီနေရာမှာဒီလူကိုချီးကျူးရမှာပါပဲသူ့ယောခမကရေစုပ်ဆက်ဝယ်ဖို့ပိုက်ဆံပေးလိုက်တာပါဒါပေမဲ့သူကတော့ယောခမပေးတဲ့ပိုက်ဆံကိုညံသုံးပြီးရေစုပ်ဆက်ထိုးကိုလျှို့ဖက်ချွေတာခဲ့ပါတယ်ပြီးတော့ဒီရေပိုက်ဆက်ပစ္စည်းတွေကိုဝယ်လာခဲ့တာပါသူယောခမမတိအောင်လို့သူကရေပိုက်တရှို့ကိုတီပုံစံထစ်အောင်အမြန်ဆုံးဆက်လိုက်ပါတယ်ဒါပေမဲ့ဒါကကိရိယာရဲ့အုတ်ခန့်အပိုင်းပဲရှိပါသေးတယ်နောက်တစ်ဆင့်ကပထမရေထွက်ပေါက်မှာရေပိုက်ရှည်တစ်ချောင်းကိုဆက်ရပါမယ်ဒုတိယရေထွက်ပေါက်မှာတော့ပိုက်ခောက်တစ်ခုကိုဆက်ရပါမယ်ပြီးတော့အဲ့ဒီပိုက်ခောက်ပေါ်မှာလေးပိုက်အဖြစ်သုံးမဲ့ပိုက်အကြီးတစ်ချောင်းကိုတက်ဆင်ရပါမယ်ဒီနေရာမှာတတိထားရမှာကပိုက်ဆက်တဲ့နေရာလေးကိုကော်တေးသေးချာချာညင်းညင်းညာညာတုတ်ပေးပေါ်ပါပဲဒါမှနောက်ပိုင်းရေစုပ်တဲ့အခါအာနိတင်ကိုမထိခိုက်မှာပါနောက်တစ်ဆင့်ကတော့အောက်ခြေဘက်မှာပိုက်တစ်ချောင်းကိုဆက်ပြီးအဖွင့်အပိတ်လုပ်တဲ့ဘားတစ်ခုကိုတက်ဆင်ရပါမယ်ဒီလေးပိုက်ရဲ့ဘေးမှာတော့ပလတ်စတစ်ဘူးတစ်ဘူးကိုတက်ဆင်ရပါမယ်လေးပိုက်ကိုတခြားတစ်ဖက်ကပိုက်နဲ့ဆက်လိုက်ရင်ပဲဒီဆက်ကအားလုံးဒီပါပြီးတော့ပါပြီကဲအခုကတော့အံဖွဲကိုတွေ့မြင်ရမယ့်အချိန်ပါပဲဒီလူကစက်ကိုလေကွင်းဘေးကိုတဲသွားတာကိုတွေ့ရပါတယ်ပြီးတော့ရေပိုက်ရှည်တစ်ချောင်းကိုဘေးကရေမြောင်းတဲထည့်လိုက်ပါတယ်ပိုက်ရက်တစ်ဖက်ကိုလက်နဲ့ပိတ်ပြီးအားထဲလုတ်လိုက်ပါတယ်ပြီးတော့စက်ပေါ်ကပိုက်ခောက်ထဲကိုအညံထိုးထည့်လိုက်ပါတယ်အဲ့ဒီအခါမှာရေဝင်သွားလို့ပိတ်နေတဲ့ပလတ်စတစ်ဘူးကပြန်မတ်လာကိုတွေ့ရပါမယ်ဘားကိုဖွင့်လိုက်တာနဲ့ရေဒီကချက်ချင်းပန်းထွက်လာပါတယ်တကယ်ကိုမယုံနိုင်ကြပါပဲဒီရေစုပ်ဆက်လေးရှိသွားတဲ့အခါလဲရဆိုင်ခင်ရေသွင်းတဲ့လုပ်ငန်းကိုပို့ပြီးထိရောက်စေရုံတင်မကပဲလက်စစ်မီတုံဆွဲခါဒီကိုလည်းအများကြီးတတ်ထားစေပါတယ်ကဲမဲစရာရှိရကတော့ဒီဆက်ကရေကိုဘယ်လိုနေရာမှနဲ့စုပ်တင်နေတာလဲဆိုတာပါပဲ